အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မိကွက်အထည်လေးကိုမျက်လက်နီလေးနဲ့1 2 3အဲ့လိုလေးကောင်းလာတယ်ပေါ့ဗျာနော်အဲ့လိုလေးနဲ့ပြီးသွားရင်တော့ကျွန်တော်ထောပြီးပေါ့ဗျာနော်လောလောလေးနဲ့များအဲ့လိုလေးပြီးသွားရင်တော့တထေးဖြစ်ပြီပေါ့ဗျာမိကွက်လေးကိုဆင်းဖြတ်ထုတ်ရပါတယ်လို့သူ original ရောင်ပြန်လေးကျွန်တော်ပြန်ထည့်ပေးခြင်းလို့ပါနော်ကျွန်တော်စီမှာရှိတဲ့မိကွက်အဟောင်းကနေရတဲ့ရောင်ပြန်လေးကိုကျွန်တော်ယူရပါတယ်လို့သူမိကွက်ကရောင်ပြန်ရှိတယ်ဗျကျွန်တော်စီကရှိတဲ့ရောင်ပြန်လေးရှိတဲ့လောက်လေးနဲ့ပဲကျွန်တော်ထည့်ပေးလိုက်ရတယ်ပေါ့ဗျာနော်မိကွက်ကတော့ခါတိုင်းလိုပါပဲကျွန်တော်လိုင်းစင်းလေးပုံချရပါတယ်ဒီညီလေးကပသိမ်ကြီးကနေလာပြီးတော့အားပေးတာပါလို့လိုင်းပေါ်ကတွေ့ပြီးတော့လေတူယုံကြည်မှုနဲ့ပေါ့ဗျာကျွန်တော်လည်းတက်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးပါတယ်နော်ဒါပုံချပြီးတော့ကျွန်တော်လိုင်းလေးဖော်ပါတယ်လို့ခါတိုင်းလိုပဲလုပ်ပါတယ်လို့ကျွန်တော်ဒီလောက်ဗျာအသေးစိတ်လေးလုပ်ပြနေတာဟိုဘယ်လိုလုပ်ရတာလဲပြောပြပါဦးဆိုတော့ကျွန်တော်ဘာဖြေရမှန်းကိုမသိပါဘူးဗျာသူများတင်တဲ့ဗီဒီယိုတွေတဲ့ကျွန်တော်တင်ပေးတာလေးတွေစုံပါတယ်ဗျကျွန်တော်လုပ်တဲ့ဟာတွေအကုန်လုံးကျွန်တော်ချပြပါတယ်နော်ဘယ်လိုလုပ်တာလဲပြောပြပါဆိုတော့ဗျာကျွန်တော်လည်းဘာဖြေရမှန်းမသိပါဘူးဗျာလို့ကျွန်တော်အစားဆုံးလေးလုပ်ပြနေတာပါနော်အကုန်လုံးအသေးစိတ်လေးလည်းရိုက်ပြပါတယ်ဒါမီးကွက်မခုံးရင်ကိုကျွန်တော်တို့ထိုးပြီးသားလိုင်းကိုအယောင်တင်ရပါတယ်နော်အယောင်တင်ပြီးမှကျွန်တော်မီးကွက်ခုံးရပါတယ်လို့ဒါခုံးနည်းလေးတွေကြည့်ကျင်တဲ့လူတွေလည်းကျွန်တော်ပြပေးနေပါတယ်နော်ခုံးတာလေးလည်းကြည့်ကျင်ကြတယ်ဗျာဖြတ်ပြီးထဲတာလေးလည်းကြည့်ကျင်ကြတယ်ဗျာအောက်ကအသားပူတော့မီးခိုးတွေပါထွက်နေနော်ဒါဒီလိုခုံးပြီးထဲမယ်ဆိုရင်ကျွန်တော်တို့အပေါ်ကခွက်ကိုတိကြလေးကျွန်တော်တို့ဖြတ်ထုတ်ရပါတယ်နော်ဒါကျွန်တော်စီရရှိတဲ့ original ရောင်မြန်သားလေးနဲ့ဖြတ်ထည့်ပေးတာပါနော်ကျွန်တော်ဘယ်လုပ်ဗျာစေတနာလေးနဲ့လုပ်ပေးတာပါနော်ဟိုအမှားဆိုတာတော့ဘယ်သူမှမကိန်းဘူးပေါ့ဗျာအမှားလေးပါရှိခဲ့ရင်လည်းစေတနာအမှားလေးပါပဲလို့မေတ္တာရက်ခံနေပါတယ်ဗျာနော်ကိုဒီတိုင်းပဲထဲတာပါပဲလို့နော်လက်စလေးတော့လိုအပ်တာပေါ့ဗျာကျွန်တော်တို့ကလုံနေကြဆိုဒီကိုရေအထဲကိုများမသွားအောင်လို့ကျွန်တော်တို့ကထဲနိုင်တယ်ဗျကိုထဲတဲ့အချိန်မှာလေဒီကောနဲ့ပဲထဲတာပါပဲလို့ပြီးတော့ကျွန်တော်ကိုပါဘိန်းနဲ့ချောပါတယ်လို့ကိုပါအစင်းနဲ့ချောပါတယ်လို့နော်ကိုပါအစင်းချောပါတယ်အယောင်တင်ပါတယ်လို့ကျွန်တော်အတန်နဲ့လည်းပြောတယ်ဗျာလောက်တာတွေလည်းပြတယ်ဗျာအဲ့ဒါပြောပြပါအောင်ဆိုတော့ကျွန်တော်ဘယ်လိုပြောပြရမလို့တကွက်ချင်းကျွန်တော်ဘယ်အဆင့်ကနေလောက်တယ်ဘယ်လိုလောက်တယ်ပေါ့ဗျာခုလိုဒါအားလုံးပြီးသွားပြီပါနော်ပြီးတော့ချင်းအပေါ်ကသူ
နီကယ်ကာဗာလေးပါတယ်နော်နီကယ်ကာဗာလေးလည်းကျွန်တော်တိတ်အဟောင်းတွေကုန်ခွာပြီးကျွန်တော်ဒီမှာရှိတဲ့တိတ်အစ်စ်နဲ့ထည့်ပေးတာပါနော်ပိုင်ရှင်တွေမမြင်ဘူးဆိုပေမဲ့လို့ကျွန်တော်ညာပြီးမလုပ်ပါဘူးလို့အကုန်လုံးကိုကျွန်တော်မှန်မှန်ကန်ကန်လုပ်ပေးပါတယ်လို့စောနာပြောသလိုပေါ့ဗျာစေတနာလေးနဲ့လုပ်ပေးတာပါလို့ဒီကြားထဲမှာအမှားလေးပါရှိခဲ့ရင်တော့စေတနာပါရဲနဲ့မှားတဲ့အမှားလေးတော့ခွင့်လွှတ်ပေးကြပါလို့နော်တိခံပေးကြပါလို့ဒါလှလှပပပြီးသွားပြီဗျာနော်မကြီးလေးအကိုယုံကြည်စိတ်ချတာနဲ့လာအပ်ပြီးတော့နော်အထူးကျေးဇူးတင်ပါတယ်လို့ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေလည်းကျမ်းမာကြပါစေလို့